အားလုံးမင်္ဂလာပါဒီနေ့သင်ခန်းစာကတော့ English speaking from 0ရဲ့ level 1 listen to သင်ခန်းစာရောက်ပါပြီပေါ့နော်ဒီနေ့သင်ခန်းစာတက်မယ်ဆိုလို့ရှိရင်မနေ့တော့သင်ခန်းစာကိုကြည်ကြည်ညက်ညက်လေးရထားမှအဆင်ပြေမှာဖြစ်ပါတယ်တကယ်လို့ lesson 1ကိုမသင်ရသေးဘူးဆိုလို့ရှိရင်ပြန်ကြည့်လိုက်ပြန်လေ့လာလိုက်ပြီးကြရင် lesson 2ကိုဝင်ခဲ့ပါစကြရအောင် English speaking from 0ကနေစမယ် English speaking ပေါ့listen to ဘာတင်မလဲဆိုလို့ရှိရင် I am not are you မနေ့တုန်းကဟုတ်ကြောင်း positive အကြောင်းပြောတယ်ဒီနေ့ကတော့ negative မဟုတ်ကြောင်းအငြင်းပြောမှာနောက်ပြီးတော့မေးမယ်ကိုဒီနေ့ speaking go ဒါသင်ပြီးရင်ဘာတက်သွားမလဲဆိုတာကိုကြည့်ကြအောင် make simple negative sentences ရိုးရိုးအငြင်းဝါကြတွေကိုလုပ်လိုက်မယ် questions အမေးကိုလည်းလုပ်တက်လာလိမ့်မယ်ပြီးကြတော့ short answer အဖြေကိုလည်းဖြေတက်လာလိမ့်မယ်မနေ့တုန်းကဟုတ်ကြောင်းပြောတယ်ဒီနေ့ကတော့မဟုတ်ကြောင်းနဲ့အမေးဖြစ်တယ်ဆိုတော့အမေးတွေမကဘူးအဖြေတွေပါလာလိမ့်မယ်အဲ့မှာကြာ you will be able to say I'm not tired are you happy yes I am no I am not အဲ့ဒါတွေကိုပြောနိုင်လိမ့်မယ်တဲ့စကြအောင်အဲ့မှာကြည့် pattern focus ဘာကိုဥတည်မလဲဆိုတော့ရှင်number 1 positive ဆိုတာကဟုတ်ကြောင်းပြောမယ်အမှန်တဲ့အကြောင်းပြောမှာကွာ I am တို့မနေ့တော့သင်ခဲ့တဲ့ဟာကွာ I am tired ဒုတိယ number 2 negative ဒီနေ့သင်မဲ့ဟာကမဟုတ်ကြောင်းကိုပြောမယ်အငြင်း I am not ဟုတ်က I am not tired ဟိုဘက်က question number 3အမေမင်းဘာဖြစ်လားညာဖြစ်လားဘယ်မှာရှိလားညာမှာရှိလားစသဖြင့်မေးမှာကွာ are you နောက်ကလိုက်မယ် are you tired မင်းပင်ပန်းနေသလားမင်းပင်ပန်းနေတာလားပင်ပန်းသွားလားစသဖြင့်ပေါ့နော်အဲ့ဒါဆိုလို့ရှင်သွားမယ်အောက်ကဖြေမယ်ကြတော့ yes I am ဟုတ်ရင် yes I am မဟုတ်ရင် no I am not နော်အတူကောက်ဆိုလို့ချင်း I'm not ပေါ့နော်ဆိုတော့ဒီနေ့ကတော့မဟုတ်ကြောင်းရဲ့အမေးရဲ့အဖြေရဲ့ဆက်သွားမယ် pattern 1ရဲ့ I am not ရဲ့နောက်မှာ adjective လိုက်လာတဲ့ပုံစံကိုပြောမယ်ဘယ်လိုလဲဆိုလို့ရှင် use this to say something is not true about you ဒါကိုသုံးပြီးတော့မှကိုအကြောင်းမဟုတ်တဲ့အကြောင်းအရာတွေကိုပြောရန်ဖြစ်ပါတယ်ပေါ့ I am not ဒုကောက်ဆိုလို့ရှင် I am not number 1 I am not tired ငါပင်ပန်းပါဘူး I am not busy ငါအလုပ်များနေတာမဟုတ်ပါဘူးအလုပ်မများပါဘူး I am not hungry ငါဘိုက်မစားပါဘူး I am not ready ငါအဆင်သင့်မဖြစ်သေးဘူးပြောကြည့်ပါဦးဟုတ်ပြီနော်အဲ့ဒါကကိုမဟုတ်တဲ့အကြောင်းအငြင်းပြန်ပြောတာဖြစ်ပါတယ်အောက်ကတော့ let's compare ဆိုတာရှင်းကြည့်ပါအောင်တဲ့I am tired ဆိုတာငါပင်ပန်းတယ်ပြီးဒီဘက်ကအငြင်းကိုပြကြတော့ I am not tired လို့ပြောမယ်နော် not လေးထည့်မယ်နောက်ထပ်ဆက်သွားမယ် I am not နောက်မှာ noun လိုက်တယ်မနေ့တော့ noun လိုက်တာဆို I am နောက်မှာ noun လိုက်တယ် I am ကိုနာမည်ပြောမယ် I am စာစနာ I am a teacher အဲ့ဒါတွေ noun လိုက်တဲ့ပုံစံမျိုးပေါ့ကွာဒီနေ့ကတော့မဟုတ်ကြောင်းကိုဒါမဟုတ်ဘူးဆိုတာကိုပြောမယ်အဲ့မှာကြောင်း I am not a teacher ကျွန်တော်ဆရာမဟုတ်ပါဘူး I am not a doctor ကျွန်တော်ဆရာဝန်မဟုတ်ပါဘူး I am not a student ကျွန်တော်ကျောင်းသားမဟုတ်ပါဘူးကျောင်းသူမဟုတ်ပါဘူးเนาะအဲ့ဒါတွေဘယ်ကမလဲနေရာပြောရင်လည်းရတယ် at တို့ in တို့သုံးမယ်မနေ့တော့ပြောသလိုပေါ့เนาะ at သုံးမယ် in သုံးမယ် I'm not at home ငါအိမ်မှာမရှိဘူး I'm not at school ငါကျောင်းမှာမရှိဘူးမနေ့တော့ classroom လေးပါသေးတယ်လေ I am not in the classroom ငါကစာသင်ခန်းထဲမှာမရှိဘူးအောက်ကကြည့်ပါဦးI am not နောက်မှာ adjective လိုက်လာတယ် I am not busy ဟိုဘက်က noun လိုက်လာတယ် I am not a doctor ဟိုဘက်က place နေရာကိုလိုက်လာတယ် I am not at home အဲ့ဒါကိုရှင်းပြတာပေါ့နော် now replace and speak အစားထိုးပြီးတော့မှပြန်ပြောမယ်စကားပြောမယ်ပေါ့နော် say it what I am not နေ့တော့ I am နဲ့ပြောတယ်ဒီနေ့ I am not နဲ့ပြောမယ်တဲ့အဲ့ဒါဆိုရင်အစားထိုးတော့မယ်ဥပမာ tired ငါမပင်ပန်းဘူး I am not tired ဟုတ်လားနော်အဲ့ဒါကိုယ့်အကိုပြောကြည့်နော် hungry busy
a doctor at home ready ခုတစ်ခါ pattern 2ကအမေးအလှည့်ရောက်ပါပြီ are you မင်းကဖြစ်လားဘာဖြစ်လားဘယ်နေရာမှာရှိလားအဲ့စသဖြင့်အဲ့ဒါတွေကိုမေးမယ်သူ့ရနောက်မှာဘယ်လိုတွေလိုက်မလဲဆိုလို့ရှိရင်တော့ခုနအတိုင်းပဲပေါ့ noun adjective နေရာလိုက်မယ်เนาะသတိထားမှာကအနောက်က question mark လေးတော့သတိထားရမှာပေါ့အမေးဆိုတော့လေ are you tired မင်းပင်ပန်းသွားလား are you hungry မင်းဗိုက်စာလား are you busy မင်းအလုပ်များသွားသလားအလုပ်များသလားအားသလားသုံးလို့ရတယ် are you ready မင်းအဆင်သင့်ဖြစ်ပြီလား are you a student မင်းအကျောင်းသားလား are you at home မင်းကအိမ်မှာရှိလားခမအိမ်မှာရှိလားစသဖြင့်သုံးလို့ရတယ်လိုက်ပြောကြည့်ပါဦး are you tired are you hungry are you busy are you ready are you a student are you at home ဟုတ်ပြီနော်အောက်က statement ဆိုတာကြည့်ပါဦး you are busy ဒါကပထမဆုံးသင်ခဲ့တဲ့အရာမင်းကအလုပ်များတယ် question မေးမယ် are you busy မင်းအလုပ်များသလားအားသလားအတန်ထွက်လေသတိထားရမှာကွာဥပမာ you are busy ရိုးရိုးပဲပြောရဲမေးတာကြတော့အတန်လေးနည်းနည်းမြင့်မယ် are you busy အဲ့ဒါလေးသတိထားရမှာနော်အဲ့ဒါမှာ are ကိုအရှိပို့လိုက်လို့ရှင်ကတော့အမေးဖြစ်သွားတာဖြစ်ပါတယ်သတိထားမှာကအရှိရောက်လိုက်တာနဲ့ဒီ A ဒီစကားလုံးအကြီးကြီးနဲ့ဖြစ်သွားပြီဖြစ်ပါတယ်မေးမယ်ဖြေမယ် ask and answer နောက်ပြီးတော့ short answers အဖြေအတိုလေးနဲ့ဖြေကြအောင်ခုနကတော့ are you busy ဘလို့ပြန်ဖြေမလဲအဲ့လိုလာတာပေါ့နော်အခုသွားမယ် yes I am yes I am အဲ့လိုဖြေရမှာနော် no I am not ငါမပင်ပန်းပါဘူးစသဖြင့်ကွာကိုသူမေးတဲ့အပေါ်မှာမူတည်တာပေါ့ကွာမင်းကចောင်းသားလားဆိုလို့ရှင်ဟုတ်ကဲ့ကျွန်တော်ចောင်းသားပါကျွန်တော်ចောင်းသားမဟုတ်ပါဘူးအဲ့ဒါကိုပြောတာနော်မေးတဲ့အပေါ်မှာမူတည်တာပေါ့ကွာဘာသာပြန်တာကြတော့ yes I am no I am not နော်ဟုတ်ကဲ့မဟုတ်ပါဘူးစသဖြင့်အောက်ကမေး number 1မေးကြည့်ပါ are you tired ဖြေမယ်သတိထားမှာဒီမဲ့ကြည့်ဟာ yes I am ဆိုအတူကောက်သွားဖြေလို့မရဘူးเนาะသူကကြတော့အဲ့အဖြေကြတော့short form နဲ့ဖြေလို့မရဘူးအောက်ကဒုတိယတစ်ခုမေးမယ် are you hungry တတိယတစ်ခု are you a teacher ဟုတ်ပြီเนาะဒီလောက်ဆိုလို့ရှင်လဲဖြေတတ်ပြီထင်ပါတယ်ဟုတ်ရင် yes I am မဟုတ်ရင် no I am not ခုတစ်ခါလာမယ် question and answer practice မေးမယ်ဖြေမယ်အမှာ answer what your real situation ကိုယ့်ရဲ့အခြေအနေအမှန်ကိုဖြေပေါ့နော်အခုမေးမယ် are you tired are you busy are you hungry are you a student are you at home ဟုတ်တယ်နော်ဘာမှမခက်ပါဘူးဒီနေ့ conversation အပြန်အလှန်စကားပြောမနေ့တော့ကသင်ခန်းစာအတိုင်းပါပဲ A B နဲ့သွားတာပေါ့နော် A ကတယောက် B ကတယောက်ဆိုတဲ့ပုံစံမျိုးဥပမာ A ကပြောတယ် Hi are you busy အလုံးများနေရလားမအားဘူးလား B ကပြန်ပြောတယ် No I am not မဟုတ်ပါဘူးကွာ Are you free now မင်းအခု free ဖြစ်နေတာပေါ့အခုအားတယ်ပေါ့ Yes I am ဟုတ်ကဲ့ပါအားနေပါတယ် Are you ready to study English မင်းအင်္ဂလိပ်စာလေ့လာဖို့အဆင်သင့်ဖြစ်ပြီလားဖြစ်သလား Yes I am ဟုတ်ကဲ့ငါဖြစ်နေပါတယ်လေ့ကျင့်ကြည့်မယ်ဆရာက A ပြောမယ်အသင်က B ပြောမယ် Hi are you busy Are you free now Are you ready to study Englishဟုတ်ပြီအခုတစ်ခါကဆရာက B ဖြစ်သွားမယ် then တို့က A ဖြစ်သွားမယ်မေးကြည့်မယ် No I am not Yes I am Yes I am ဟုတ်ပြီအဲ Yes I am ဆိုတဲ့နေရာမျိုးမှာဆိုလို့ရှိရင်လည်းတကယ်ကိုယ့်ရဲ့အခြေအနေမှန်ကI am not လို့ဖြေရမယ်ဆိုလို့ရှိရင် I am not ပေါ့ဖြေလို့ရပါတယ်เนาะဒီစာအုပ်အရှိတိုင်းပဲမဟုတ်ဘူးเนาะဆက်မယ် conversation 2 က Are you a teacher မင်းကဆရာလားဆရာတယောက်လား No I am not I am a student
ကျွန်တော်ကဆရာမဟုတ်ပါဘူးကျွန်တော်ကျောင်းသားပါပြကြည့်မှာ Are you a teacher Okay ဆက်ပြီးတော့မှကိုယ့်ရဲ့အခြေအနေကိုပြောကြည့်လို့ရပါတယ်ဥပမာ doctor ဆို doctor ထည့်ပဲပေါ့နော် farmer ဆိုလို့ရှိရင် farmer ထည့်ပေါ့ကွာဒီထက်မှာရှိတဲ့သင်ခန်းစာတော့ပဲမလုံးနဲ့လေနော်ဒီထက်ပို့ပြီးတော့မှပြန်ပွားအောင်လုပ်မှာအဲ့ဒါမှစကားပြောတတ်မှာပေါ့ဒီဟာပဲသုံးနေမှာမဟုတ်ဘူးလေနော်အခုကအတူတကွစကားပြောကြမယ်အဲ့မှာဆရာကမြန်မာလိုပြောမယ်သင်တို့က English လို့ပြောမယ်ဟုတ်ပြီနော်ကျွန်တော်ပြင်ပန်းနေတယ်ကျွန်တော်မပင်ပန်းပါဘူးခင်ဗျအလုံးများနေသလားဟုတ်ကဲ့အလုံးများနေပါတယ်မဟုတ်ပါဘူးအလုံးမများပါဘူးခင်ဗျကျောင်းသားလားလောက်ဆိုအဆင်ပြေတော့ပါပြီเนาะဟောကိုလေးကျင့်ကြည့်ပါ review လုပ်ကြည့်မယ် review and speaking challenges ဆိုတော့ကကိုသင်ခဲ့တဲ့ຢာတွေကိုပြန်ပြီးတော့ review လုပ်မယ်ပထမဦးဆုံးကဘာလုပ်လဲဆိုလို့ရှိရင် positive I am tired ပြီးတော့ negative အကြောင်းပြောတယ်မဟုတ်ကြောင်း I'm not ဟလာ I'm not tired ပြန်ပြောမယ်နောက်ပြီးတော့ question are you နဲ့မေးတယ် question mark ထည့်မယ် are you tired ရပြီနောက်ဆက်တစ်ခုက short answer အတူကောက်ဖြေနေပေါ့နော် yes I am no I am not ဒါလည်းရပြီToday speaking challenge ဒီနေ့ကတော့ကိုပြန်ပြီးတော့မှစိန်ခေါ်ပြီးတော့လုပ်ရမယ့်အရာတွေဖြစ်ပါတယ် Answer these 5 questions aloud ဆိုတာအတန်ကိုကြဲကြဲကြီးပြောတာပေါ့ပြောတာမဟုတ် Are you happy ဖြေမယ် Are you busy Are you hungry Are you a student Are you at home ဖြေလဲကိုပဲမေးလဲကိုပဲအဲ့လိုမျိုးလေ့ကျင့်မှရမှာเนาะ Now use this pattern every day and your English will get better ဒီ pattern ကိုနေ့တိုင်းသုံးမယ်ဆိုလို့ရှိရင်ဒီရဲ့ English ကပိုကောင်းလာလိမ့်မယ်ဒီဘက်က helpful example အတုံးဝင်မဲ့အကူအညီဖြစ်စေမဲ့ဥပမာလေးရတော့ Are you a student ပြန်ဖြေမယ် No I am not I am a teacher Don't just watch speak ကြည့်ုံပဲမကြည့်နဲ့ပြောလဲပြောပါပေါ့လိုက်ပြောမှရမယ်စာအုပ်နဲ့တကွမှတ်ပြီးတော့မှကိုယ့်ဟာကိုပြန်ပြီးတော့လေ့ကျင့်တာလဲပို့ပြီးတော့ကောင်းတယ်ဆိုတော့ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲပြန်ပြီးတော့လေ့ကျင့်မယ်ပထမသင်ခန်းစာကိုမပြီးသေးဘူးဆိုလို့ရှိရင်လည်းပြန်လေ့ကျင့်ကြရမယ်ပေါ့နော်အဲ့ဒါတစ်ဆင့်ချင်းသွားရမှာတစ်ခုဒီနှစ်ခုရမှာပဲနောက်ထပ်တတိယ lesson ကအဆင်ပြေမှာဖြစ်ပါတယ် That's it for the day See you on the next video. Have a happy life.